ပကံရွာဆိုရင်တချံပကံမင်းဆက်နောက်ပိုင်းတရနရတိဟပတိမင်းတင်းချံတွင်ဝဲရေခင်းခါတော်ရွှေမြူးပျော်ဖို့နန်းတော်မှသည်အေယာဝတီတို့ညီညာစိမ့်ရွှင်ငှက်ပြောပင်နှင့်ပန်းပင်ဆိုင်ညာသေးဖြူထား၍ခန္ဓာမန္တရာဇမတ်ကပြတ်သက်မှန်ကင်းရောင်စုံလင်းလျက်မိမိဖရာရေကစားသည်များပြားရန်၍ရော်တို့နှင့်မိဖုရားစောလုံးကောင်းခြင်းကုန်နှင့်ပြည့်စုံလှပါတင်းကြံခါတွင်တန်ဃာတော်များထံတော်ပါမှရှစ်ပါးတီလစောက်တီရ၍နမ်းမဆောင်ထက်ကောင်းစွာတက်ပြီးရွှေလက်တော်ထိတ်ဗတိစိတ်လျက်တိတ်ဆိတ်ညင်းသားပို့မေတ္တာနှင့်ရတနာဂုံပန်းပန်းစင်မြန်းသည်ရွှေနန်းအလှတန်းစားပင်အပျော်လွန်ကျူးကစားမြူးသည့်နန်းဦးတခင်ရှင်ဘရင်သည်ရေစဉ်ကစားမောင်းမများနှင့်မိဖုရားများစွာရှိနေပါလဲတက်လျာစောလုံးမတွေ့ကြုံ၏ရင်ခုန်တန်းတာကြည်စေလှကားနမ်းမဆောင်ပေါ်ဥပုပ်တော်နှင့်ချွင်ပျော်နေညာအိန္ဒြေများသည့်မိဖုရားစောလုံးစင်းကဲ့တုံကအကုန်ဝိုင်းတာရေမွန်းသွားအောင်စံပြားချီစုံတကူလုံးကိုပြက်လုံးပြုကာလောင်းလိုက်ကြစောလုံးရှင်မနန်းထက်မှသည်စင်ကြွလာရာချိန်အခါတွင်စောင့်ခါနေညာမိဖုရားတို့မင်းတရားအာနာကြောက်ရွံ့ရှာ၍တိတ်ခါရှိညာမိဖုရားကိုလေးစားတော်လဲမွန်းစုရွှဲအောင်ရေလဲလောင်းကြနောက်ပြောင်ကြသဖြင့်ရှက်ရမိဖုရားရန်ညိုးထားကမင်းအားအစိတ်ခက်လေပြီဟင်လျာခွတ်တော်တရားကျော်ဖြင့်ပွဲတော်တီလေမင်းပတိလေပျော်မွေ့ကြီးသားစိတ်ဟင်းလျာကိုလက်မှာကိုင်းစဉ်ခွေးငယ်မြင်၍ချစ်ခင်စိတ်မွေးပစ်ကာကျွေးရာခွေးလေးအစိမ့်မိသေးလေပြီထိုဟင်းလျာခွတ်စောလုံးချက်၍စတ်တာလေးချောင်းမင်းတီရှောင်းကထောင်းထောင်းတော်တာစောလုံးမကိုဖမ်းကြခုပင်တန်ချက်စင်ဝဲမိတင်ရှို့ကြအမိန်ချသည်တက်ကြမသေးတရားဒီစောလုံးရှင်မလူဒါနနှင့်တီလာတော်မြတ်စောက်တီလက်ဖို့တန်ချက်စင်ပြုလူတစုကိုသူ့ရွှင်ငွေများလက်ထိုးထား၍ရက်ကားဆိုင်ရန်ခွင်တောင်းပန်လျက်တန်ကားအားလူတီလာယူပြီးဘသူမပြုတ်မိမိမူခုနှစ်ရက်မြောက်ထိုနေ့ရောက်ကမကြောက်မရွံ့နောက်မတွန့်ပဲကုန်းကုန်းရောင်ကြီးဆွဲလောင်ပြီးသားမိကြီးထက်တင်တန်ချက်စင်တို့ကြီးလင်းခန့်ညာတက်ကာသွားသည့်မိဖုရားစောလုံးတရဏဂုံနှင့်ရှစ်စုံတီလလုံးကျုံလှ၍သုံးဝရတနာဂုံပွားရှာမှုမေတ္တာရေးစဉ်ခန္ဓာအိမ်ကြနှစ်ကြိမ်မိတည်ရလေသည်သုံးကြိမ်မြောင်ညာမိဖုရားလဲငါကကံကြမ္မာမလွတ်ရှားကခန္ဓာခပ်ပင်ခုချက်ချင်းလျင်ကျွင်းစီပြမျှမီးလောင်ရစေနောက်ကတိတ်ထံအသေးခံသည်သူ့စန္ဒအတိုင်းဖြစ်ခဲ့ပြီမိဖုရားစောလုံးထူးဆန်းပုံကိုကျောင်းစုံသိလာမင်းရာစာလဲငါဟာမှားပြီငါမှားပြီဟုဖြေစဲမရစိတ်တော်ကကြောင့်နေရောညာရောတတော်တော်ဖြင့်စောလုံးငါကိုစောင့်ပါလှဲ့စောလုံးငါကိုစောင့်ပါတဲ့ပကံတကြံကြည်စားတန်၍မုံမှန်ညှို့ထားချစ်သူများပင်အမားကိုဖမ်းလေးချောင်းကြံမိခံရသူကျွမ်းကြံသူလွမ်းလျက်ဇလန်းဆိုးစွာဖြစ်ရရှာသည်နောင်လာသူများတတိထားပကံရာဇဝင်တကြံကား